မင်္ဂလာပါတငယ်ချင်းတို့ပတ်ဝန်းကျင်မှာတချို့လူတွေရှိတယ်နော်ဘေးသွားလူချစ်လူခင်ပေါ်တယ်စကားပြောရင်လည်းလူတွေကနားထောင်ကြတယ်သူတို့တစ်ခုခုအကူအညီတောင်းရင်လည်းဘယ်သူမှငင်းလီမရှိဘူးဒါဟာကန်ကောင်းလို့မဟုတ်ပါဘူးသူတို့မှာလူမှုဆက်ဆံရေး secret cook တီရှိနေလို့ပါဒီနေ့မှာတော့လွန်ခဲ့တဲ့နှစ်ပေါင်း90နီးပါးကတည်းကထုတ်ဝေဟဲပြီးမြဲဒီနေ့အထိလူသုံးအများဆုံးဖြစ်နေတဲ့ Dale Carnegie ရဲ့ How to Win Friends and Influence People စာအုပ်အနှစ်ထုတ်ကိုပြောပြပေးတော့မှာပါဒီစာအုပ်ကလူတွေကိုလှည့်စားဖို့မဟုတ်ဘဲစစ်မှန်နဲ့စာနာနားလည်မှုနဲ့ဘယ်လိုလွှမ်းမိုးမလဲဆိုတာသင်ပေးတာပါအပိုင်းတစ်ခုပါလူတွေနဲ့ဆက်ဆံတဲ့အခါဓာတ်တွေကိုအရင်လုပ်ပါပထမဆုံးအချက်၃ချက်ပါအချက်တစ်ဝေဖန်တာအဖြစ်တင်တာညှိညူတာကိုအထူးရှောင်ပါလူဆိုတာဝေဖန်ခံရရင်ကိုပြန်ကာကွယ်ဖို့ပဲကြိုးစားကြတာမို့ဝေဖန်လေဆက်ဆံရေးပျက်စီးလေပါပဲအချက်နှစ်စစ်မှန်စွာချီးကျူးပါလူတိုင်းမှာအရေးပါသူချစ်ခင်တဲ့ဆန္ဒရှိပါတယ်မြောက်ပင့်တာမဟုတ်ဘဲသူတို့ရဲ့ကောင်းကွက်ကိုရှာပြီးအတိအမှတ်ပေးလိုက်ပါအချက်သုံးသူတစ်ပါးလူချင်းတာကိုအာရုံစိုက်ပါငါဖာလူချင်းလေးထက်သူဘာရမလဲဆိုတာကိုပြောပြနိုင်ရင်တင်ဖြစ်စေချင်တာကိုသူတို့ကလူလားလားလှုပ်ပေးပါလိမ့်မယ်အပိုင်းနှစ်ပါလူချစ်လူခင်ပေါ်များစေမယ်နီလန်း6တွယ်ဘသူမှဆိုတင့်ကိုချစ်သွားစေဟုဒီ6ချက်ကိုသုံးကြည့်ပါစစ်မှန်စွာစိတ်ဝင်စားပါကို့အကြောင်းပဲပြောမနေပဲသူတို့အကြောင်းကိုမေးပါပြုံးပါအပြုံးကတင့်ကိုတွေ့ရတာဝမ်းသာပါတယ်ဆိုရဲအားကောင်းတဲ့ message ပါနာမည်ခေါ်ပါလူတစ်ယောက်အတွက်သူ့နာမည်ဟာအချိုမီဆုံးအတန်ပါပဲနားထောင်သူကောင်းဖြစ်ပါစကားအများကြီးပြောတတ်သူထက်နားထောင်ပေးတတ်သူကိုလူတွေကပိုနှစ်သက်ကြပါတယ်သူတို့ဝါသနာပါတာကိုပြောပါသူတို့စိတ်ဝင်စားတဲ့အကြောင်းအရာကိုဆွေးနွေးရင်အချိန်အကြာကြီးစကားပြောလို့ရပါတယ်သူတို့ကိုအရေးပါသူလို့ခံစားရအောင်လုပ်ပါစိတ်ရင်းနဲ့သူတို့တန်ဖိုးကိုမြှင့်တင်ပေးလိုက်ပါအပိုင်း၃ပါတင့်အယူအဆကိုသူတစ်ပါးလက်ခံလာအောင်စီယုံနီးငင်းကုံကွဲမှာနိုင်သွားတောင်မှမိတ်ဆွေတယောက်ဆုံးရှုံးသွားနိုင်ပါတယ်ဒါကြောင့်ငင်းကုံတာကိုရှောင်ပါခမားမားတယ်လို့ဓာတ်ရိုက်မပြောပါနဲ့လူလီရဲ့အမြင်ကိုလေးစားပေးပါကိုအမားဆိုရင်မြန်ဝန်ခံလိုက်ပါဒါကတစ်ဖက်လူရဲ့ဒေါသကိုချက်ချင်းငိမ့်စေပါတယ် yes နီးကိုထုံပါသူနဲ့ကိုသဘောတူညီတဲ့အချက်တွေကိုအရင်ပြောပြီးဟုတ်ကဲ့ဆိုတဲ့အဖြေကိုအရင်ယူပါအပိုင်း၄ပါခေါင်းဆောင်မှုစိတ်မဆိုးအောင်ပြုပြင်နီးခေါင်းဆောင်တယောက်ဆိုတာလူတွေကိုပြုပြင်ပေးရပါတယ်ဒါပေမဲ့သူတို့စိတ်မခုဖို့ကအရေးကြီးပါတယ်အချက်၁အရင်ဆုံးချီးကျူးပါပြီးမှဝေဖန်ပါအချက်၂အမှားကိုတွေ့ဝိုက်ပြီးတတိပေးပါအချက်၃အမိန့်ပေးမဲ့အစားမေးခွန်းမေးပါဒါလို့ပြောမဲ့အစားဒါလေးကိုဒီလိုလုပ်ရင်ဘယ်လိုနေမလဲလို့မေးကြည့်ပါအချက်၄ဂုဏ်တိခါကိုထိမ့်သိမ့်ပေးပါလူကြားထဲမှာအရှက်မခွဲပါနဲ့အချုပ်ပြောရရင်ဒီစာအုပ်ရဲ့အခြေခံကလူတိုင်းဟာလေးစားခံကျင်ကြတယ်ဆိုတဲ့အချက်ပါပဲဒီလိုအချက်ကိုစစ်မှန်တဲ့စေတနာနဲ့ဖြည့်ဆည်းပေးနိုင်ရင်တင်ဟာလူမှုဆက်ဆံရေးတွေမဟုတ်ဘဲဘဝမှာပါအောင်မြင်တဲ့လူဖြစ်လာပါလိမ့်မယ်ဒီဗီဒီယိုလေးကတငယ်ချင်းတို့အသုံးဝင်နေဆိုရင် like နဲ့ share လုပ်ပေးဖို့မမေ့နဲ့ဦးနော်နောက်ထပ်ဘလို့စာအုပ်အနှစ်ချုပ်မျိုးနေကြည့်ချင်ဒီလဲဆိုတာ comment မှာရေးခဲ့ပေးပါဦး